mobile တွင်မူပွဲရှိသည့်ကုန်ပစ္စည်းများဖန်တီးမည်ဆိုပါက Sidebar menu ကိုနှိပ်ပါ Product ကိုနှိပ်ပါ Add Product ကိုနှိပ်ပါ Item name နေရာတွင်ကုန်ပစ္စည်းအမည်ကိုထည့်ပေးပါကုန်ပစ္စည်းဓာတ်ပုံထည့်သွင်းမည်ဆိုပါကအပေါ်ရှိကင်မရာပုံစံလေးကိုနှိပ်၍ထည့်သွင်းပေးနိုင်ပါသည်ပြီးရင် unit ကိုရွေးချယ်၍လည်းထည့်ပေးနိုင်ပါသည် brand နဲ့ category ကိုနှစ်သက်ရာရွေးချယ်၍ထည့်ပေးနိုင်ပါသည်မူပွဲဖြစ်သည့်ကုန်ပစ္စည်းကိုဖန်တီးမည်ဆိုသောကြောင့် product type နေရာတွင် variable ကိုရွေးချယ်ပေးပါ select variation တွင် variation ကိုရွေးချယ်ပေးပါ variation name များကိုကြိုတင်ဖန်တီးထားပေးရပါမယ် variation ရွေးချယ်ပေးရန်သက်ဆိုင်ရာ variation ကိုအမှန်ချိတ်၍ထည့်ပေးပါအောက်တွင် variation နဲ့သက်ဆိုင်သည့်ရောင်းစည်းဝယ်စည်းထည့်ပေးနိုင်သည့်ပေါင်းများကျလာပါသည်သက်ဆိုင်ရာ variation အလိုက်ဝယ်စည်းရောင်းစည်းများကိုထည့်သွင်းပေးပါသက်ဆိုင်ရာ variation လိုက် wholesale price ထည့်မည်ဆိုပါကအောက်ရှိ wholesale price များကိုနှိပ်၍ထည့်ပေးနိုင်ပါသည်ပြီးရင် opening stock ထည့်ရန်အတွက် save and add opening stock ကိုနှိပ်ပေးပါ opening stock ထည့်ရန်အတွက်ပေါင်းဘတ်တန်လေးကိုနှိပ်ပေးပါပြီးရင် OK ကိုနှိပ်ပေးပါပြီးရင် save ကိုနှိပ်လိုက်ပါကမူပွဲရှိသည့်ကုန်ပစ္စည်းကိုဖန်တီးပြီးသွားပါပြီဖန်တီးလိုက်သောမူပွဲရှိသည့်ကုန်ပစ္စည်းကို list product တွင်ပြန်လည်ကြည့်ရှုနိုင်ပါ